GCI မှာအလလွန်ရင်အဝတ်ပေါ်မှာတောင်းတန်းနေမှုဆွဲမိလို့အလို့ရှိရင်သဘောကျကပကြီးတင်မေးခဲ့ပါတယ်။အဲ့နောက်မှာတော့နမကြီး GCI ဖြစ်လာခဲ့ပြီမဲ့သူမွေးရမြေကတော့တပြုတ်မှုချက်ပစ္စည်းသွားပြီးသူလည်းပကြီးဘွားကနေရနာခဲ့ပါတော့တယ်။ကီဆူဆိုတဲ့အမျိုးသားအင်းနေထွက်လာပြီး GCI မှာအလလွန်နေတာပါ။အဲ့ဒါနဲ့သူအင်ကြီးပေါ်မှာတောင်းတန်းနေပကြီးဆွဲရတာကိုသူ့လို့ရှိရင်မြင်သွားပြီးမဆွဲရလားတစ်ပတော်ပေါ်မကြောက်ငါကိုယ်တိုင်တပင်းမဲ့ဆိုပြီးနောက်နေ့ဆက်တင်မေးခဲ့ပါတယ်။အဲ့နောက်မှာတော့သူကပကြီးကိုဆက်တင်ဆွဲရကြပြီးသူစီမှာလာမတဲ့လူတွေပဲရှိလာတာပါ။ဒါမဲ့ပကြီးအတွက်ဆေးတွေလိုအပ်တာမလို့သူပရိုပိုဆွဲရတဲ့အင်ကြီးပေါ်တောင်ကုန်းပေါ်အပေါ်ဆမဇင်းနဲ့ရောင်းခဲ့ရပါတယ်။အဲ့နောက်မှာတော့ဝေသူပကြီးအနံကပြီးတဘောချက်ကျင်လည်းခံခဲ့ရတာပေါ့နောက်ဆက်ပြီးမင်္ဂလာဆောင်တဲ့ပကြီးတွေမှလာလို့သူကကိုယ်တိုင်အေးပြက်ခံပြီးဆွဲပေးခဲ့ပါတယ်တကူပြီးတကူပေါ့တည့်ရစားဆောင်လာခဲ့ပြီမဲ့သူကအရင်မကြည့်ဘူးထင်ပြီးမိချွတ်ခဲ့တာပါနောက်သူဆန်ဆိုင်မှာအနားယူနေရရတမကြလို့လူတွေတေကုန်နေဆိုပြီးပြောခဲ့ပါတယ်ဒီဆိုသူ့ရဆိုတော့မသိခဲ့ပါဘူးဒါမဲ့နောက်ပိုင်းသူဆွဲတဲ့ပကြီးတွေအစင်မပြေတော့တာရဲ့မိသားစုလမ်းနေရတဲ့အကြောင်းတွားကြည့်လိုက်ချင်းသူ့ရပစ္စည်းနေတာမြင်ခဲ့ရပါတယ်သူဖောက်မကြည့်တော့မင်းငါတို့စာပွက်ခဲ့တယ်မင်းမရဘူးလားပြောတော့ဒီဆိုသူမရှိခဲ့တာကိုတတိယသွားပါတယ်အဲ့နောက်အဖွားနေပြီးမင်းဖေကတည်သွားပြီးမင်းမလည်းဒီကလစ်မူဗီတနေ့ကျမှဆုံးသွားခဲ့တာမင်းဒီနေကနေထွက်သွားခဲ့ပါလို့ပြောပါတယ်ဒါမဲ့သူကတော့သူ့မကြောင်ဆိုကအမှပဲနေပြီးပကြီးလဲထပ်မဆွဲတော့ပါဘူးဒါမဲ့နောက်မှာတော့သူ့ရင်ချင်းမှာကစုံးတွေလာလာချပေးတာတူလို့သူကအဲ့ဒါဆက်ကပြန်စီပြေလာခဲ့ပါတယ်နောက်တော့မှသိရတာအဲ့ဒါသူ့ဖွားဆိုတာပေါ့ဒါမဲ့နောက်ပိုင်းမှာတော့သူ့ဖွားဆုံးသွားခဲ့ပြီးသူကတော့အဲ့ကလေးကိုရန်ပြည့်စုံနေခဲ့တာပါခလေးကကျမကြီးတော့မကောင်းဘူးပေါ့အဲ့ချက်မှာမူရှိဆိုတဲ့အမျိုးသားအပေါဆောင်ရောတော့ပြီးသူဆွဲထားတဲ့အင်ဂျင်တွေတောင်းတော့ပကြီးအပြင်ထူးဆန်းတဲ့အကောင်ကြီးရှိနေတာမြင်လိုက်ရတာမလို့ဈေးအောင်စစ်ကဝယ်လာခဲ့ပါတယ်ကီဆိုတဲ့အမျိုးသားရဲ့ရွာကိုနေတတိရိရလို့အိမ်ပြန်တဲ့ချိန်တောင်းအငွေထွက်လာမြင်လိုက်ရပါတယ်သူတို့တော့ကြည့်တဲ့အချိန်မှာတော့ရှင်နဲ့ကနေမူရှိရထွက်လာခဲ့တာပေါ့မရှိရဒါမင်းညီမလားဒီတဲ့အကောင်တွေကမြေပြင်မှာဆိုရှင်းပြပြောင်းပြီးဒီတဲ့ဆိုအငွေပြပြောင်းတော့နေတဲ့ကောင်တွေငါရှင်နေကြတာနဲ့သူတို့အကုန်ပြထက်သွားပြီလို့ပြောပါတယ်ပြီးတော့အခုလည်းသူတို့လည်းပြန်သွားပြီဆိုတော့ဒေတာအတွက်အဆဆိုင်ပြစားလိုက်ရင်မင်းတို့လည်းပြန်ပြီးအဆင်ပြေလာလိမ့်မယ်လို့ပြောပြီးအင်ကြီးတစ်ထည်မှာပုံတူပကြီးထက်စကန်ကသူလည်းပကြီးကိုပြဆဲနိုင်သွားပြီးမရှိလည်းမူရင်ပြန်ပြီးခဲ့ကထွက်သွားခဲ့ပါတယ်နောက်တော့မရှိရသူ့တငယ်စီသွားပြီးအင်ကြီးကိုထူးဆန်းတဲ့အကောင်တွေရှိတဲ့ပကြီးလို့ပြောပြီးဂျင်းနဲ့ရောင်းကဇလန်လေးလည်းပြီးဆုံးသွားပါတော့တယ်